ခံစားနေရဟာလေတမျိုးပွား12ရက်တိတိကတမီးမှတ်ထားတယ်12ရက်တိတိတမျိုးကိုဟုတ်ဗီဒီယိုကောလည်းပြောတယ်တမျိုးလည်းစကားပဲပြောတယ်အခုကျတော့တမျိုးစကားလည်းမပြောတော့ဘူးက3ရက်တောင်ရှိပြီတမီးကမနေနိုင်ဘူးချစ်တဲ့လူတကယ်မနေနိုင်ဘူးသူ့လိုမပြောလိုက်လို့ရှိရင်သူငါ့ကိုမချစ်တော့လားနောက်တစ်ယောက်တိရလို့လားငါ့ကိုစက်ပြတ်သွားလို့လားအလားငါ့ကိုကြည့်လိုက်ဟာဒီတမီးတွေ့တာသမီးဖြစ်စီချင်တာတနေ့မရှိတော့ စောင်းနေလေတအားတူနေ ချစ်တော့ဆိုလို့ရှိရင်လည်းရတယ်ဒါပေမဲ့မချစ်တော့ဘူးဆိုလို့ဒီတိုင်းပလန်းတော့မဖြစ်သွားနဲ့ ဖြစ်တာပါ သူတကယ်လို့မချစ်ဘူးဆိုလို့ရှိရင်လည်းငါတို့မျိုးမချစ်တော့နောက်ထပ်တရားရင်တွေ့လာပြီမင်းငါ့ကိုမိပလိုက်တော့နေ့ရှိလဲငါပြတ်မလားတော့ပြက်တတာပြောတော့အခုကလည်းပလန်းလားသူလိုက်တော့နေရတယ်နဲ့အင်ဂျိုတိုးဂျိုလေးသူသမီးကိုပြောဦးတယ်သမီးမှတ်ထားပဲဒါပေမဲ့တော့ပြောလို့လည်းမဟုတ်